မြန်မာကျပ်ငွေ1.2 တန်းကျော်ကုန်ကျခံပြီးကြေးပိတ်တာ300ရှိတဲ့ပုံစံသူရုပ်ထုကြီးထုလုပ်ပြီးဂုံပြူရအောင်ပုံရိပ်ကြီးမာခဲ့သူမြန်မာတမိုင်းတစ်လျှောက်ဂန်ဝင်အမြောက်ဆုံးကချေတဲ့အန်ဒရီရှင်ဆိုရဲချင်းလိုက်မဲ့စိတ်ဝင်စားစရာကောင်းတဲ့နောက်ခံအကြောင်းအရာတွေနဲ့ပြည့်နှက်နေတဲ့သူကတော့အောင်စုလည်းမဟုတ်သလိုစမ်းရည်မှုလည်းမဟုတ်ပါဘူးသူကတခစ်တခါအောင်မြင်ကြော်ကြားလူကြိုက်များခဲ့တဲ့လီဘာဒီမမြရင်ပဲဖြစ်ပါလီဘာဒီမမြရင်ဆိုတဲ့နာမည်မိတ်ဆွေတို့မြင်ပါအောင်နည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်လီဘာဒီဆိုတာကအမေရိကန်နိုင်ငံလွတ်လပ်ရေးပြရောက်တစ်ခုဖြစ်တဲ့လီဘာဒီရုပ်ထုကိုရည်ညွှန်းတာပါလီဘာဒီမြရင်ဆိုတဲ့နာမည်ဟာဒီပြရောက်ကနေခြေခံလာလို့ပြောလို့ရတယ်မမြရင်တက်ကလို့တက်တော့ကလွတ်လပ်ရေးကြိုးပမ်းမှုမှာဥဆောင်ပါဝင်ခဲ့တာကြောင့်တက်ကလို့ကျောင်းသားများလီဘာဒီမြရင်ဆိုပြီးနာမည်ပေးခဲ့ကြတာပါသူမရဲ့ရှေလျားသပင်ချုံးမွေရဲ့အသားရည်ထိုသားပဲဆွဲဆောင်မှုရှိတဲ့အတန်တွေကြောင့်လူများရဲ့အားပေးမှုတွေကိုအခိုင်အမာရခဲ့တယ်သူခေတုခါပိတ်သက်အားပေးချစ်ခင်မှုရကြောက်စရာတော့ကောင်းပါတယ်တခါမန္တလေးမျိုး84လမ်းနဲ့33လမ်းတောက်မှာကပြဖြော်ပြနေတဲ့ညသညမှာမကိုအငိတ်ကပြီးတာနဲ့လူမျိုးကြားတထေးတယောက်ကမေမျိုးပြင်းဦးတွေကိုခေါ်သွားမယ်လို့တည်င်းတွေထွက်လာခဲ့ပါဒီတည်င်းကိုသူမတော့အမြဲလိုက်နေတဲ့ကာလာသားတစ်ဖွဲ့အတီတော့ရှင်ဝုံးမယ်ဖျားအနောက်ပေါက်မှာကြိုဆောက်နေကြပါပွဲပြီးလို့မမြရင်အမေနဲ့မမြရင်ကိုတထေးကြီးကကားနဲ့ခေါ်လာတဲ့ကျဲလမ်းမှာအတစ်ဆောက်နေတဲ့ကာလာသားတအုပ်ကပလင်းတွေနဲ့လှမ်းပေါက်ခဲ့ကြပါဒါပေမဲ့ပလင်းကရည်ရွယ်ထားသူ့ကိုမမှန်ပဲပလင်းဝိဒစားကမမြရင်ပါကိုထိမှန်သွားခဲ့ပါအဲ့ဒီနေ့ကစပြီးမမြရင်ပါမှာတရားပါအမာယုတ်လေးထင်ကြံသွားခဲ့ပါဒီတန်ရကိုကြည့်ပြီးမမြရင်ပထွေးကည special ရင်ဆိုတဲ့တခြင်းကိုရေးဆက်ပေးခဲ့ပါဒီတန်ရကိုကူးတာလို့ပျောက်ကင်းပြီးတာနဲ့နောက်တစ်ဖက်ဒီမှာစင်ပေါ်ပြန်တက်မှာည special ရင်ဆိုတဲ့တခြင်းနဲ့ကပြဖြော်ပြတဲ့အခါပိတ်သက်တွေအားလုံးရင်စုပြီးညစ်ကြခဲ့ကြပါတယ်နောက်ထပ်လူမျိုးကြားတထေးတယောက်ကသူ့ခြံဝင်းထဲမှာကပြကိုမမြရင်အငိတ်ကိုငှားရမ်းခဲ့ပါသေးတယ်ကြောက်ကြကောင်းတာအဲ့လူကအငိတ်ကောက်လို့ပြီးတာနဲ့မမြရင်ကိုပြန်မလွတ်တော့ပဲအပိုင်သိမ်းမှုပါကြံစီထားခဲ့တာပါတော်တော်အကြံကြီးတဲ့ဘဲပါအဲ့ကြံကိုတီးတာနဲ့မမြရင်ကတိုက်ဘင်းပေါင်းကနေခုံချပြီးလို့ရကိုထွက်ပြေးသွားခဲ့ပါတယ်အန်ဂျူရီနဲ့တိတ်ခါကိုနည်းနည်းမြအပုံးပဲမခံနိုင်တဲ့မိန်းမသားတယောက်ရဲ့စိတ်ဓာတ်ကိုပြသသွားခဲ့တဲ့အာကမျိုးသမီးဖြစ်ပါတယ်မမြရင်ကို1904ခုနှစ်မန္တလေးတိုင်းတာစီနယ်ရွှေဖလားကန်ရွာမှာမွေးဖွားခဲ့ပါတယ်မမြရင်ကဇက်သမားမျိုးရိုးဖြစ်တာနဲ့အညီတက်15နှစ်ရွယ်ခဲ့တဲ့အငိမ့်ဆက်ကခဲ့တာပါသူမရဲ့ထူးခြားတဲ့ပင်ကိုပါရမီကြောင့်ခဏလိုတွင်းမှာပဲရွှေဖလားကန်ရွာမှာပြန်ဆိုင်ရှာအငိမ့်မီမီတလက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လေပါဒီမမြရင်ဘဝကိုတစ်စစ်ချိုပြောင်းလဲသွားစေခဲ့တဲ့သူကတော့ဂန်ဝင်သေးရဆရာကြီးနန်းတော်ရှိဆရာတင်ပဲဖြစ်ပါတယ်ဆရာတင်ဆိုသူကချင်းကိုအာမကန်ရေးပေးတဲ့သူပါသူ့ရဲ့တချင်းကိုဆိုပြီးကရမင်းသမီးဟာနာမည်ကျော်စီရမယ်ကျော်ရင်ပတ်စံတပြားမပေးနဲ့လို့ရဲရဲကြီးအာမခံတဲ့သူပါဆရာတင်တနေ့မမြရင်ရဲ့ရွာကိုရောက်တော့မမြရင်ကလေးအငိတ်ကနေတော့တွေ့တော့ဟိတ်ကလေးမှာမင်းနိုင်ပဲကြော်ချင်းမန္တလေးလိုက်ခဲ့ဆိုပြီးသူကိုယ်တိုင်ခေါ်ဆိုခဲ့ပါတယ်အဲနောက်မှာတော့မြမတမိုင်းရဲ့အခိုးမဖြတ်နိုင်တဲ့တေးတချင်းတွေများစွာပေါ်ထွက်လာခဲ့ပါတယ်ဆရာတင်ရေးပေးတဲ့တချင်းတွေကိုမမြရင်ဆိုလိုက်တာနဲ့ခဏလေးတွင်မှာနာမည်ကျော်သွားခဲ့ပါတယ်ဆရာတင်ရဲ့ရေးသားကောင်းမှုနဲ့မမြရင်ဆွဲတိုင်းရဟစ်တိုင်းပေါက်တဲ့အတန်ပါဝါတွေကြောင့်မမြရဲ့တချင်းဟစ်လိုက်တာနဲ့ပွဲငင်းတစ်ခုလုံးပြိတ်သက်တွေကအခြားအပြိုင်ကနေတဲ့ဇက်ပွဲတွေကလည်းသူ့ထက်အားလုံးရောက်လာကြောက်လာတော့တီအောင်မြင်ခဲ့ပါတခါမမြရင်ဟာရှမ်းပြည်နယ်မှာပွဲကရဲ့အပြန်ငှက်ပြားယောဂပြင်းထန်ရခဲ့တာကြောင့်လက်ခံထားတဲ့ပွဲတွေကုန်ဖျက်လိုက်ရပါတယ်အဲနောက်မှာလေပါဒီမမြရင်တေးပြီးဆိုတဲ့တည်င်းဟာဟောလီတကြောပြန့်နဲ့သွားခဲ့ပါဒီတည်င်းကိုနန်းတော်ရှိဆရာတင်ကြားတော့မမြရင်မတင်မသိတော့ခါကျမ်းမာပြီးပွဲပြန်ကတဲ့အခါဆိုဖို့၃ကြော်မှဆိုတဲ့တခြင်းကိုရေးဆက်ပေးခဲ့ပါတယ်ဒီတခြင်းနဲ့လေပါဒီမမြရင်ရဲ့တကြောပြန်ခမ်းပတ်ကြီးဟာလူအများရဲ့အသေးနှလုံးကိုစုပ်ကင်နိုင်ခဲ့ပါတယ်ဒီတခြင်းဟာမမြရင်အောင်မြင်ဆုံးတခြင်းတစ်ပုဒ်လည်းဖြစ်လာခဲ့ပါတယ်ဘလိုပဲပြောတေခြင်းတရားဘေးဟာမှရှောင်လွဲလို့မရပါဘူးမမြရင်ဟာဆိုးရွားတဲ့ဒုတိယကမ္ဘာဖြစ်ပွားလာတဲ့အခါမှာစစ်ပြေးငှက်ပြားယောဂနဲ့စကိုင်းမျိုးအပြောက်ရောက်မှာကွယ်လွန်သွားခဲ့ပါတယ်သူတေရောသူ့တက်42နှစ်တာရှိပါသေးတယ်မမြရင်မကွယ်လွန်ခင်မှာတက်ပြားပေါင်း120တောင်တွင်းရတယ်လို့လူလူတော်မှာကပြည်သူချစ်အမှုပညာစာအုပ်မှာအတိအကျဖော်ပြထားပါတယ်မမြရင်တီဆိုခဲ့တဲ့တက်ပြားတော်များများယခုချိန်ထိပျောက်ဆုံးနေပါသေးတယ်ဒီလိုထူးခြားအမှုပညာရှင်မျိုးဟာ10နှစ်ကြာအောင်တစ်ခါပေါ်လာဖို့တော်တော်လေးကိုရှားသွားခဲ့ပါပြီဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်